ခရမ်းရောင်ခဲတံလေးတစ်ချောင်းကိုကင်ထားတဲ့ကလေးလေးတစ်ယောက်ရှိတယ်သူဟာအဲ့ဒီခဲတံနဲ့ဘာပဲဆွဲတကယ်ဖြစ်လာတာပါသူကသူ့အတွက်တငယ်ချင်းတွေလိုချင်တာနဲ့တမင်တကောင်ရဲ့ဖြူတကောင်ရဲ့ကိုဆွဲလိုက်တယ်အဲ့ဒီအခါသူတို့တွေကအသက်ဝင်လာပြီးသူနဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်သူကတဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီးလူပြိုကြီးဖြစ်လာခဲ့တယ်တနေ့မှာတော့ငါတို့ကိုဘယ်သူများဖန်တီးခဲ့တာလဲဆိုပြီးထူးထူးဆန်းဆန်းတန်တရားဝင်လာတယ်သူကသူ့တငယ်ချင်းတွေကိုမင်းတို့နှစ်ယောက်ကိုတော့ငါဆွဲခဲ့တာဒါပေမဲ့ငါ့ကိုကြတော့ဘသူဆွဲခဲ့တာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာနောက်ခံကနေအတန်တခုထွက်ပေါ်လာပြီးငါပဲမင်းကိုဖန်တီးခဲ့တာပါလို့ပြောလိုက်တယ်သူကလည်းချက်ချင်းပဲခမည်းကဘသူလဲနာမည်ကဘသူလဲလို့ပြန်မေးတာပေါ့အဲ့ဒီအတန်ရှင်ကငါကအဖိုးကိုတယောက်ပါငါရဲ့စာအုပ်ထဲမှာမင်းကိုငါဆွဲခဲ့တာငါကတကယ်လက်တွေ့ကဘာမှရှိနေတာပါလို့ဖြေခဲ့တယ်သူကလက်တွေ့ကဘာဆိုတာဘယ်မှာလဲကျွန်တော်ခမည်းကိုတွေ့ချင်တယ်လို့ထပ်မေးပေမဲ့အဖိုးအိုကအချိန်နှောင်းနေပြီးသွားအိတ်တော့လို့ပြောပြီးပျောက်သွားပါတယ်သူဟာအိတ်လို့မရပဲအဖိုးအိုကိုထက်ခါခေါ်ကြည့်ပေမဲ့အဖိုးအိုကပြန်မဖြေတော့ဘူးဘလို့ပဲဖြစ်ဖြစ်လက်တွေ့ကဘာကိုသွားပြီးအဖိုးအိုကိုတွေးမှဖြစ်မယ်လို့သူဆုံးဖြတ်လိုက်တယ်အဲ့ဒီမှာပဲအကြံတစ်ခုရပြီးသူ့လက်ထဲကခဲတံနဲ့တကားတစ်ချက်ဆွဲပြီးအပေါ်မှာ real world လို့ရေးလိုက်တယ်ကြည့်လိုက်တော့လက်တွေ့ကဘာကိုသွားလို့ရမယ်တကားပေါက်တစ်ခုပွားလာပါတယ်သူကအဲ့ဒီထဲကိုချက်ချင်းခုန်ချလိုက်ပြီးလက်တွေ့ကဘာထဲကိုရောက်သွားခဲ့တဲ့သူဟာအမြဲတမ်းခရမ်းရောင်ကဘာထဲမှာပဲနေခဲ့ရတာဆိုတော့ဒီလက်တွေ့ကဘာရဲ့အယောင်သွေးဆုံလင်မှုကိုမြင်ပြီးအယမ်းကိုပျော်ရွှင်သွားပါတယ်သူထွက်သွားတာကိုမြင်တဲ့ဖြူလေးကလည်းလက်တွေ့ကဘာကိုသွားချင်တာနဲ့သူ့ရဲ့စူးတွေနဲ့တမင်ကိုထိုးလိုက်တယ်အဲ့ဒီအခါတမင်ကအရင်ဆုံးတကားထဲကိုရောက်သွားပေမဲ့ဖြူလေးကတော့တကားမှာညက်နေခဲ့တဲ့တမင်ဟာလက်တွေ့ကဘာထဲကိုရောက်သွားတဲ့အခါလူသားတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်သူတို့နှစ်ယောက်ဟာအဖိုးအိုကိုအတူတူလိုက်ရှာကြတယ်လမ်းဘေးမှာထိုင်နေတဲ့အဖိုးကြီးတစ်ယောက်ကိုမြင်တော့အဲ့ဒါအဖိုးအိုပဲဖြစ်မယ်ဆိုပြီးဝမ်းသာအားရပြေးသွားကြတာပေါ့ဒါပေမဲ့အဲ့ဒီအဖိုးကြီးကကြောက်လန့်ပြီးတုံနဲ့ရိုက်လွတ်လိုက်ပါတယ်သူတို့ရှာနေတဲ့အဖိုးအိုမဟုတ်မှန်းသိသွားတဲ့အခါကောင်လေးကစပိတ်တစီဆွဲလိုက်ပြီးအဖိုးအိုကိုဆက်ရှက်အဖိုးထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲဖြူလေးဟာလည်းလက်တွေ့ကဘာထဲကိုမိန်းကလေးတစ်ယောက်ဖြစ်ရောက်လာပြီးဒီကောင်လေးကိုလိုက်ရှာနေပါပြီ